ပြိုင်ပွဲဝင်အားလုံးကအရေးသွေးမြင့်ပါဝင်ပစ္စည်းတွေကိုရွေးချယ်ခဲ့ကြပေမဲ့လူငယ်တယောက်ကတော့ဘယ်သူမှမလိုချင်တဲ့အမဲနွားကြောရိုးကိုပဲရွေးချယ်လိုက်တဲ့ပြိုင်ဘက်တွေကချက်ချင်းရင်မောကြပြီးအဲ့ဒီအပိုင်းဟာနွားရဲ့အဆိုးဆုံးပိုင်းလို့သတ်မှတ်ထားကြတာကြောင့်ဖြစ်တယ်တို့ပေမဲ့သူကဘာမှပြန်မပြောဘဲပြိုင်ပွဲကိုစတင်လိုက်တယ်အခြားသူတွေကတမိုးကြီးပါဝင်ပစ္စည်းတွေနဲ့ဟင်းလျာပြင်ဆင်နေချိန်မှာသူကအယိုးပေါ်ကအသားကိုဂရုတစိုက်ခွာပြီးရိုးကြီးတွေကိုအပိုင်းပိုင်းဖြတ်ကအိုးထဲထည့်ပြီးဖြည်းဖြည်းချင်းပြုတ်နေခဲ့တယ်မကြခင်ပြိုင်ပွဲဝင်တယောက်ကဟင်းလျာပစ္စည်းသွားပေမဲ့ဒိုင်တွေမြည်ဆန်းပြီးနောက်ခေါင်းခါခဲ့ကြတာကြောင့်ချက်ချင်းပဲထုတ်ခံလိုက်ရတယ်ဒီအချိန်မှာလူငယ်ကတော့အေးအေးဆေးဆေးအမဲသားကိုလှိဖြတ်ပြီးအိုးထဲကအယိုးကြီးကိုထုတ်ယူလိုက်တယ်နောက်ထပ်ပြိုင်ပွဲဝင်တယောက်ရဲ့ဟင်းလျာကကြည့်ရတာရိုးရှင်းပေမဲ့အမှတ်မြင့်မြင့်ရသွားခဲ့တဲ့ပရိသတ်တယောက်ကတော့ဒိုင်တယောက်ဟာအမှတ်မပေးခင်အမြဲတမ်းသားကိုထိနေတဲ့အရာကိုသတိထားမိသွားတယ်တကယ်တော့အဲ့ဒီတိုင်ဟာပြိုင်ပွဲဝင်တယောက်ရဲ့တထေးစီကလက်ထိုးခံထားရတာဖြစ်ပြီးသူ့ရဲ့ချီးကျူးမှုတွေကတခြားတိုင်တွေရဲ့အမြင်ကိုပါလွှမ်းမိုးနေခဲ့တာပဲအချိန်9မိနစ်ပဲကျန်တော့တဲ့အချိန်မှာလူငယ်ကဖယုံတီးတစ်လုံးကိုစတင်ထွင်းထုတ်လိုက်တဲ့ပရိသတ်တွေကတော့တိုင်တွေကိုအထင်ကြီးအောင်လုပ်နေတာလို့ထင်ခဲ့ကြတယ်ဒါပေမဲ့သူကအမဲသားကိုအယိုးပေါ်ပြန်တင်ပြီးဆက်လက်ထွင်းထုတ်နေခဲ့တယ်အချိန်ကုန်ခါနီးမှာလူတိုင်းစိတ်ရှုပ်ထွေးနေကြစဉ်တယောက်ကရုတ်တရက်អော်လိုက်တယ်ဒါကငကားလက်သေးတွေပဲအချိန်ပြည့်သွားတဲ့အခါသူထွင်းထုတ်ထားတာဟာငကားတစ်ကောင်လုံးဖြစ်နေခဲ့တယ်တိုင်တွေတောင်မယုံနိုင်တော့အောင်အော်သွားပြီးထိုင်ကုန်ကနေထွဲမိကြတယ်ဒီအချိန်မှာအပြင်ဘက်ကတထေးကလက်စားတိုင်ကိုဆက်သွယ်ပြီးအမှတ်မမြင့်ပေးဖို့အမိန့်ပေးလိုက်တယ်တိုင်ကခဏတွန်းဆုတ်ခဲ့ပေမဲ့ဟင်းလျာကိုမီးစမ်းလိုက်တဲ့အခါအရသာကြောင့်အလွန်အံ့ဩသွားခဲ့တယ်သို့ပေမဲ့လက်စားထားတဲ့အတွက်အမှတ်နှိမ့်နှိမ့်ပဲပေးလိုက်ရတယ်ဒါတောင်လူငယ်ဟာသူ့ရဲ့အရေးချင်းစစ်စစ်နဲ့နိုင်ငံအဆင့်ဖိုင်နယ်ပြိုင်ပွဲကိုတက်ရောက်နိုင်ခဲ့တယ်မကြခင်မှာပဲခေါင်းဆောင်တိုင်းကျက်စက်တင်ကတခုခုမားနေတယ်လို့သတိထားမိသွားတယ်သူကတန်တရားဖြစ်နေတဲ့ဒိုင်ရဲ့လက်ကိုပေါ့ပေါ့တန်တန်ထိလိုက်ရအမြဲနာကိုထိနေတဲ့ဘက်ကလှုပ်ဝက်နှစ်ချက်လေးမြေပေါ်ကိုကျသွားခဲ့တယ်ဒီလိုနဲ့ဒိုင်ရဲ့အကျင့်ပြတ်ချစားမှုပေါ်ပေါက်သွားပြီးသူဟာထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံခဲ့ရတော့တယ်